ဒါလေးကတော့လီယိုလေးရေကူးကံမှာရေကူးတဲ့ပထမဆုံးရေကူးတဲ့ဗီလော့လေးပါလီယိုလေးဒါရေကူးဖို့အတွက်ကိုအင်ဂျီဝစားတွေချွတ်နေပါပြီရေကူးထိုင်ပါလေးလည်းဝတ်ရတယ်လီယိုလေးကအင်ဂျီဝစားချွတ်ပြီးတော့သူ့ရဲ့ဒီရေကူးရင်မောင်တော်level မှာဆွတ်တဲ့ဘောလေးကိုသူကစွတ်နေတာဟိုမှာသူကအဲ့ဒါလေးကိုစားစရာထင်လို့လိုက်ကြိုက်နေကြည့်ပါဒါတော့သူ့ဦးလေးကနေပြီးတော့ရေလေးပေါ့နော်ရေတွေကိုနည်းနည်းလေးစပြီးထိပေးနေပြီပေါ့နော်သူကြောက်သွားမှဆိုလို့ဆက်ဦးဆုံးဒီပေါ့ရေထဲကိုဆင်းရမယ်ဆိုတော့ခလေးကလန့်သွားမှဆိုလို့ပေါ့နော်သူ့ဦးလေးကနေပြီးတော့အဲ့ဒါကိုရေလေးတွေကိုသူ့ကိုပေါ့အဟုတ်ထိသူ့ကိုလှုပ်ပေးနေရပါပေါ့နော်အမကြီးပထမတော့ဆရာကြီးကအော်နေတာသူဘာမှမဖြစ်ဘူးလန့်လည်းမလန့်ဘူးပေါ့နော်အဲ့မှာသူ့လီယွန်လေးကိုသူ့ရေထဲကိုချပြီးတော့သူ့အန်ကယ်လေးကိုကိုရီးယားနေပြီးတော့ဟဲ့နင်ရေထဲဆင်းလေးဆိုပြီးတော့သူ့ရေထဲဆင်းခိုင်းလိုက်တာပေါ့နော်အဲ့မှာခလေးကရေဒီနှာခေါင်းထဲဝင်သွားပါတယ်ရုပ်ကိုပဲကြည့်တော့အမငိုတာပဲလီယွန်ကမရဘူးဟိုနဲ့လေချောင်းနေရဆိုငိုပြီးလဲပြီးတော့သူ့ဦးလေးကရေကန်နဲ့ဆင်းဖို့အတွက်ကိုပြန်ခေါ်တာကိုသူတိတ်မလိုက်ချင်ဘူးပေါ့နော်ပထမဦးဆုံးဆိုတော့နှာခေါင်းထဲလည်းရေဝင်သွားတော့ခလေးကလန့်သွားတယ်လန့်သွားပေမဲ့လည်းထပ်ပြီးတော့လဲတို့ပြန်ပြီးတော့ကြိုးစားသေးတယ်လီယွန်ကိုရေထဲကိုပြန်ခေါ်တယ်ပြန်ခေါ်တော့အမကြီးခြေထောက်လေးကကြည့်သူအရေထဲကိုမဆင်းချင်ဘူးခလေးကလန့်သွားတော့ပေါ့နော်အဲ့မှာပြီးတော့သူ့ဦးလေးကိုအဲ့လိုလေးကုတ်တွယ်ပြီးတော့ထားတာပေါ့နော်အမသူ့လေးဘိုက်လေးကိုမှခြေထောက်နဲ့ထိထားတာအဲ့လိုလေးလောက်ဒါပေမဲ့ကိုရီးယားတော့ထပ်ပြီးတော့ရေထဲဆင်းမှုတော့ကိုပြန်ပြီးတော့လှုပ်သေးရပါတော့ခလေးကိုရေကြောက်မှလဲစိုးရင်လို့အမကြည့်ကဲအခုတော့ခလေးကဒီပေါ့နော်ရေနဲ့တော့ရှင်သွားပြီမတူလေးကိုလဲတော့အပွားနေပြီးလက်လွတ်ပေးပါလက်လွတ်ဖို့ပြောမတူအန်ကယ်လေးကလည်းတဲတာလက်ကမလွတ်သေးဘူးပေါ့နော်မလွတ်ဖြစ်သေးဘူးဒါလေးကတော့အခုတော့ခလေးကတော့သူရေထဲကိုထည့်လို့ရှိရင်ပေါ့နော်အဲ့လေဘေးမှာဒီဘောကွန်းအဝိုင်းလေးစွပ်ပေးထားပြီးတော့ရေထဲမှာဆိုလို့ရှိရင်သူအခုတော့နေသွားပြီဒါသူလေးလက်လေးလွတ်လိုက်ပါပြီဆရာကြီးကမှခြေထောက်ကလည်းရက်တယ်လက်ကလည်းလှုပ်ပြီးတော့အမရေဆော့ဆရာရဲ့ရေဆော့နီးများနေပါပြီဒါကတော့ရေနဲ့အရှမ်းကိုကြိုက်သွားပြီးတော့အရှမ်းကိုပျော်နေတဲ့လီယွန်မှာအဲ့မှာရှီတာကြီးအတန်နေပါပါတယ်ခိနဲ့အော်သူမှာရှီကိုကြိုက်တာအဲ့လောက်ကြိုက်တဲ့လီယွန်မှာလီယွန်တယောက်ဒီမှာရေနဲ့တော်တော်လေးကိုရှင်သွားပြီအဲ့မှာပျော်နေပါပြီသူလေးဒီတကက်လေးရတော့လီယွန်ကဟိုဘက်ချမ်းပေါ့နော်ရေကူးနေမမတွေကိုကိုလိုက်ကြည့်ပြီးတော့သူချမ်းနေပါပြီမေမေကသူ့ကိုပေါ့နော်အပေါ်တက်ဖို့ခေါ်နေအောင်မတက်သေးဘဲနဲ့အမချမ်းနဲ့လိုက်ကြည့်နေပါပြီပြီးတော့မေမေရုပ်ကောက်တယ်တရုံမှလည်းမရဘူးသူတို့တာဖားနေရကဲဒါလေးရတော့လီယွန်လေးပထမဦးဆုံးရေကူးတဲ့ဗီလာလေးပါလီယွန်လေးကိုကြည့်လိုက်ပါအောင်အိပ်ပျော်သွားပါပြီဆရာကြီးပမန်းပြီးအိပ်ပျော်သွားပြီအခုလည်းအိပ်နေတာပါဘိုင်ဘိုင်